Mune lah, mune. Muna kamu. Nè. Nó to lên ta làm ạ. Quang sai mà lên. Mình xin chào bạn. Mình bơi nó. မင်္ဂလာပါခင်ဗျာရိုးရိုးချင်းချင်း channel ကနေကျေးဇူးပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကလောပန်းပွဲတော်အတွက်သွားဖို့ပေါ့နော်ကျွန်တော်ခရမ်းရှင်ဒီနဲ့ငေးဒီချက်ငဖက်ချက်လေးချက်သွားမှာဖြစ်ပါတယ်ဒါကတော့အစကစီစဉ်ထားတာကငေးဒီစိမ့်နဲ့ခရမ်းရှင်ဒီချက်ဖို့ပဲအတွက်ပဲပေါ့နော်ဒါပေမဲ့အဲ့ဒီညမှာဖြစ်ချင်တော့ပဲပုံးနဲ့ပဲပုံးချက်နဲ့ငဖက်ချက်သူများပေးထားတာရှိတဲ့အတွက်ကြောင့်ကျွန်တော်ရောချက်မှာဖြစ်ပါတယ်ဒါစင်ပို့ပြီးရတာရှိမလားပေါ့နော်ပြီးခဲ့တဲ့တစ်ခေါက်စင်တော့ကျွန်တော်ငေးဒီချက်သွားတာအားလုံးကြိုက်ကြတယ်ချက်ပေးပါအောင်လို့ request လုပ်ထားတဲ့ကျွန်တော်ထပ်ပြီးတစ်မျိုးတစ်ဖုံလေးချက်သွားတာဖြစ်ပါတယ်ခင်ဗျငေးဒီချက်တာတော့ပြီးခဲ့တဲ့တစ်ခေါက်ကျွန်တော်ချက်တာကငေးဒီကတော့အကြီးမျိုးပေါ့နော်အကြီးမျိုးဆိုမစဘူးဗျာကောင်းလဲကောင်းတယ်ပေါ့နော်ဒီခေါက်မှာတော့ငေးဒီအကြီးနည်းနည်းရှားတာဖြစ်တဲ့စောင်းတွင်းရောက်တဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ရှိတဲ့ငေးဒီနဲ့ချက်သွားတာဖြစ်ပါတယ်ပေါ့နော်ရိုးရိုးချင်းချင်းလေးပါပဲငေးဒီထောင်းမယ်ထောင်းပြီးတော့ပြီဆိုရင်စီတက်မယ်ပေါ့နော်တက်ပြီးစနေအမှာငေးဒီနည်းနည်းမွေးအောင်ရင်ထည့်လိုက်ပေါ့နော်ပြီးတော့ပြီဆိုရင်ခင်းချင်းဒီထည့်ပါဒီထဲမှာခင်းချင်းဒီပုံများလေကောင်းလေဖြစ်ပါတယ်ခင်ဗျအဖြစ်လို့လဲဆိုခင်းချင်းဒီကအဆက်ပြီးဖေးတာဖြစ်ပါတယ်ကျွန်တော်တို့ကပဲပုတ်ချက်မယ်ထဲမယ်လို့ပြောတဲ့အတွက်ကြောင့်ပဲပုတ်မထက်ခင်မှာကျွန်တော်တို့ကငေးဒီနဲ့ခင်းချင်းဒီနည်းနည်းဟိုကြောက်အောင်လို့အရင်လှုပ်ထားမှာဖြစ်ပါတယ်မဟုတ်ဘူးဆိုရင်တော့အစိမ်းနှံထွက်မှာဖြစ်တယ်ပေါ့နော်ဒါကကျွန်တော်တို့အိမ်ကပေးလာခဲ့တဲ့ခင်းပဲပုတ်ချက်ဖြစ်ပါတယ်နော်ပဲပုတ်ချက်အရသာရှိတယ်ဒီတိုင်းစားလဲကောင်းတယ်ဒီတိုင်းစားလဲဆက်တယ်ဒါပေမဲ့လည်းဒီမနက်ဖြန်တဲ့ကလူအယောက်15ယောက်ကျော်တယ်အယောက်20လောက်ရှိတယ်ဖြစ်တဲ့ကြောင့်အားလုံးနဲ့သမင်းတွဲစားဖို့အတွက်ပေါ့နော်လှုပ်ထားတာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ချက်တာဆိုရင်ပြီးခဲ့တဲ့ကျွန်တော်ရွာငံသွားတော့စီငုတ်တီလည်းကောင်းတယ်ပြီးရင်ခရီးလည်းတအားဝေးတယ်ပိုက်လည်းတအားစားတော့အကုန်လုံးကငုတ်တီဆက်မှတော့မသိတော့ဘူးနော်အဲကြောင့်ငုတ်တီမစားတဲ့လူတော်မှကြိုက်ကြတယ်ဖြစ်ပါတယ်ပေါ့နော်ဒီတစ်ခါမှာတော့ကျွန်တော်ဒီလိုမျိုးလေးချက်သွားတာဖြစ်ပါတယ်ပေါ့နော်ငဖေမချက်ခင်မထက်ခင်လေးမှာကျွန်တော်ကပေါ့နော်ဒီမှာခရမ်းချင်းတီးနဲ့ဒီ3မျိုးပေါ့နော်3မျိုးလေးစက်တောင်းအရင်လောက်ထားပေးနိုင်မယ်ဆိုတော့မစိုးဘူးပေါ့နော်ပို့ပြီးရတာရှိမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုပဲပုတ်ကချက်ပြီးသားဆိုပေမဲ့ငရုတ်တီးကမချက်သေးဘူးဖြစ်ပါတယ်အဲဒါကျွန်တော်တို့နည်းနည်းငရုတ်တီးချက်အောင်တော့အရင်လောက်ထားလိုက်ပေါ့နော်ငရုတ်တီးလည်းချက်လာပြီးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ငဖက်တုတ်လေးတစ်ခါရောထက်မှာဖြစ်ပါတယ်ဒီထဲမှာတော့စာပလာကုံပါပြီးသားပေါ့သူတို့အတုပ်ဆိုရင်တော့ပါပြီးသားဆိုတော့အရသာရှိပြီးသားဖြစ်ပါတယ်အဲတော့ဒါဘာမှတတ်ထည့်ဆရာမလိုတော့ဘူးဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့မနေ့ဖြန်ကျရင်ဘယ်လိုမျိုးfeedback ရှိမှလဲဆိုအရန်ချက်နေတဲ့အချိန်မှာအရန် excited ဖြစ်တယ်ပေါ့နော်တကယ်တမ်းသွားတဲ့အချိန်ကျတော့အားလုံးကကြိုက်ကြတယ်ဆက်လေးနဲ့ကောင်းတာဖြစ်ပါတယ်တော်တော်ဆိုပဲခရီးပဲတော့ပေါ့နော်ကျွန်တော်တို့တောထဲသွားတာဖြစ်ခရီးသွားတဲ့အချိန်ကျရင်ကျွန်တော်ငရုတ်တီးပါသားရင်အရန်သမင်းစားရမိန်တော့တဘာဝပဲဖြစ်ပါတယ်ပေါ့နော်ဆိုအားလုံးချက်သားအောင်ပေါ့နော်ကျွန်တော်ဒီထဲမှာရင်နွေးလေးလောင်းထည့်လိုက်မှာဖြစ်ပါတယ်ငရုတ်တီးတန့်စင်တော့ငရုတ်တီးချက်မယ်ဆိုရင်ခဏမနေပါနဲ့ခဏနေရင်ငရုတ်တီးတအားဆက်တာဖြစ်ပါတယ်နော်ဒါကသူ့ရဲ့တဘာဝပဲသူ့ရဲ့သူပဲချက်ပေါ့နော်ငရုတ်တီးချက်မယ်ဆိုရင်တီးတန့်ဆိုရင်ဟိုနေလိုက်ဟိုကလှုပ်လိုက်ငရုတ်တီးခရမ်းချစ်တီးချီလိုက်လှုပ်တဲ့ချိန်မှာဘေငရုတ်တီးမဆိုအကုန်ဆက်တာဖြစ်ပါတယ်ဆက်တယ်ဆိုတာကကျွန်တော်တို့တဘာဝတခြားဆက်တာမဟုတ်ဘဲနဲ့သူကဒီဆက်ပြဲလာတာပေါ့နော်ဟိုပို့ပြီးဆက်တဲ့အရာမျိုးစားပြီးတော့လည်းပိုက်ထဲမှာအောက်တယ်လို့မျိုးဖြစ်ပါတယ်ပေါ့နော်ဒါခီးစားပါပြီခင်ဗျဒါမနေ့စာကျွန်တော်တော့မစားဘူးဗျဒါကတော့ချိန်ရအောင်မစားတာဖြစ်ပါတယ်โอเคဒါကတော့ကလောမျိုးရဲ့ပန်းပွဲတော်ဖြစ်ပါတယ်ဒါကပထမအဆုံးလှုပ်တဲ့ပထမအကြိမ်လှုပ်တဲ့ဟာပေါ့နော်ပန်းပွဲတော်ဖြစ်ပါတယ်ပြီးခဲ့တဲ့တစ်ခါပြင်ဦးလွင်မှာလှုပ်တာတော့ရှိတယ်ပေါ့နော်ပန်းတော့အစုံပဲဗျအမျိုးပေါင်းတော့အများကြီးရှိတယ်ဒါကျွန်တော်တို့ပြန်ထွက်လာတဲ့ချိန်ပေါ့နော်လူကတော့အရန်များတယ်အထဲမှာ stage show တွေလည်းရှိတယ်ကစားကွင်းတွေလည်းရှိတယ်ဖြစ်နိုင်မယ်ဆိုအခုလည်းအချိန်မီသေးတယ်เนาะသွားလို့ရပါသေးတယ်
သူက16ရက်နေ့ထိသွားမှာဖြစ်တဲ့ကြောင့်ကျွန်တော်တို့သွားတဲ့2ရက်နေ့လပြည့်နေ့ဖြစ်ကြောင်းအရန်စင်ပြေတယ်အဓိကကလေတပ်ပုံရိုက်တဲ့လူဆိုအရန်စင်ပြေတယ်ပါအယောင်စုံဖြစ်တဲ့အတွက်ကြောင့်အရန်တာရတယ်ပေါ့နော်ဒီထဲမှာလည်း station ရှိတယ်ဒီမှာကျွန်တော်ဒါကြိုက်တဲ့အရာတွေရှိတယ်တိခွတယ်ဆိုရင်မျိုးစုံကြီးခွင့်ရတာဖြစ်ပါနဲ့စက်ကူပန်းတော့ကျွန်တော်အများအားတွေ့နေကြပဲဒါပေမဲ့ဒီထဲမှာထူးဆန်းတဲ့ပန်းတွေအများကြီးရှိတာဖြစ်ပါတယ်ပေါ့နော်ဒါလည်းပထမအဆုံးချိန်ဝင်ကြည့်အခမဲ့ဆိုတော့လေတော့ဒီလောက်ဆိုရင်လည်းအရင်လာနေပါပြီပေါ့နော်ကျွန်တော်ပန်းချန်ကြောင်မှဒီလောက်မစုံဘူးပေါ့နော်ကျွန်တော်မိတ်ဆွေပြောတာကပြင်ဦးလူမှာဆိုပို့ပြီးစုံတယ်ပေါ့နော်သူတရိတ်ဆန်နေလဲပါတယ်ဆိုတော့အရင်ပြောပြတဲ့ကြောင်ပေါ့နော်ဒါကကျွန်တော်တို့နဲ့လိုက်သွားတဲ့ပပီလေးဖြစ်ပါတယ်နော်သူကတော့ model ဖြစ်နေပါတယ်ပေါ့ပန်းချန်လုံးသူဓာတ်ပုံတော့ရတဲ့လူနဲ့သူဆယ်လီဖြစ်နေတာဖြစ်ပါတယ်ပေါ့နော်သူလည်းအိမ်မှာမထားခဲ့ရက်ဘူးပေါ့နော်။ဘာလဲဟိုတစ်ခေါက်ထားခဲ့ခီးတော့မထားခဲ့တဲ့ကြောင့်ငိုပြန်လာတဲ့အချိန်မှာသူငိုနေမှာစကားမပြောတော့လဲမကြည့်တော့ဖြစ်ပါတယ်ပေါ့နော်။ဒါကခရီးဆက်သွားတာဖြစ်ပါတယ်ဗျ။ဒီနေရာကတော့ကျွန်တော်တို့ခုံပြလို့ခေါ်တယ်နော်။ခုံပြတောင်တန်းလားမသိဘူးပေါ့နော်။နာမည်အခြေတော့ရှိတယ်ဒါပေမဲ့ကျွန်တော်မမိတ်ဘူးနော်။ပြောချင်တာတောင်တန်းအရန်လာတာဖြစ်ပါတယ်ကလောတောင်ဖြစ်တဲ့ကြောင့်ဟိုဖက်ကနေလမ်းကော့ကွေ့နေဟာအများကြီးတွေ့ရတော့ဒါရေရတော့ဒီဗမာပြည်ဘက်စပြီးဆင်းတဲ့နေရာဖြစ်ပါတယ်ပေါ့နော်ဒါကင်မရာမန်ကတော့စိတ်တိုင်းသိမကြပါတော့ဒါကသူတို့ရဲ့ကျွန်တော်တကယ်ရှင်းတွေရဲ့တူမလေးတွေသားသမီးတွေပေါ့နော်ရမ်းပြောတယ်ကျွန်တော်ကခရီးသွားသူတို့နဲ့သွားတဲ့စဉ်ဘယ်နှခေါက်ရှိပေါ့နော်ကျွန်တော်မိသားစုအဝေးမှာဖြစ်တဲ့ကြောင့်သူတို့ဆိုကျွန်တော်ရဲ့ second family လိုမျိုးဖြစ်နေပါတယ်ပေါ့နော်အရင်လည်းကောင်းတယ်တရားနဲ့တရားလည်းအရင်ကိုကင်ကြတယ်သားသမီးလိုမျိုးပေါ့နော်ကျွန်တော်ကလည်းအမေနဲ့ဝေးတာဖြစ်တဲ့ကြောင့်သူတို့ရဲ့အဖေမေဆိုတော့ကျွန်တော်အမြဲတမ်းတွင်တင်ဆုံးမတယ်ပြောဆိုတယ်ဒီလိုမျိုးဖြစ်တယ်ဘာညာပေါ့နော်ဒါအရင်လာတယ်ပေါ့နော်ဒါဟုတ်ကလော view point ဖြစ်ပါတယ်နော်အရင်လာတယ်လမ်းကော့ကွေ့နေရတာအသက်ဖြစ်ပါတယ်ကိုတိုင်းတွားကြည့်တဲ့ချိန်ကျတော့လမ်းမစုံနိုင်ဘူးနော်အဲ့ဒီကျွန်တော်တို့ဒီတောင်ပေါ်တက်ဖို့ဆိုရင်တော့အရန်စွန့်စားရတယ်အရန်ခက်ခဲတယ်ဘာဖြစ်လို့လဲဆိုတော့လမ်းကကျဉ်းဖြစ်ပါတယ်ဒီအပေါ်ကားတစ်စီးကအပေါ်တက်တော့မစင်ဟိုအပေါ်အဖုံးအရင်ဆက်ရတယ်ကားအစင်းရှိလားမရှိဘူးဆိုမှကျွန်တော်ကတက်ခွင့်ပြုတာဖြစ်ပါတယ်ဘာဖြစ်လို့ခဏနေကြတော့အကေကားနဲ့ဆန်ကကားနဲ့ဆင်းတွေ့သွားရင်ကျွန်တော်လဲဆရာမရှိဘူးနှစ်ယောက်စလုံးဒုက္ခရောက်မှာဖြစ်တဲ့ကြောင့်ဖုန်းစတူဆက်ရတာဖြစ်ပါတယ်အဲ့မှာလဲ stand by ကားစောင့်ပြီးတဲ့ကားဒီဖုန်းနံပါတ်ဒီကိုင်ပေးတဲ့လူရှိတာဖြစ်ပါတယ်ဒါကပထမအဆုံးကျွန်တော်တို့သွားတဲ့နေရာဖြစ်ပါတယ်နော်တိုးချံဖြစ်ပါတယ်တိုးစင်ကျွန်တော်တို့ကဒီတာဝန်မှာနေတဲ့လူဖြစ်တဲ့ကြောင့်တိုးစင်တိတ်မတွေ့ဘူးပေါ့နော်ဒါပထမအဆုံးအပြင်မှာတွေ့ဖို့ရှင်ဖြစ်ပါတယ်ပေါ့နော်ဒါထဲမှာလည်းကျွန်တော်ရဲ့ခီးသွားတဲ့အဖွဲ့ထဲမှာဆိုရင်ဒီဗမာပြည်ကညီမလေးတွေပါတယ်သူတို့ကတော့သူတို့အတွက်အရန်ထူးဆန်းမနေဘူးပေါ့နော်သူတို့ကရွာမှာဆိုလည်းအများတန်းကြည့်နေခါကျတော့ဒါကျွန်တော်တို့အတွက်အရန် excited ဖြစ်တယ်တကယ်တောင်ထိတ်မှာသူတို့ခေါ်ပြီးတော့မှမွေးထားတာဖြစ်ပါတယ်နော်တခုမကောင်းတာလည်းပါလဲဆိုတော့သူတိုးချန်ကပြောင်တလင်းချစ်နေတာပေါ့နော်နည်းနည်းမျက်ပြင်လေးပါလဲဆိုမဆိုးဘူးပေါ့နော်သူတို့ဘယ်လိုမျိုးခီးသွား upgrade နောက်ပိုင်းကျဘယ်လိုဆက်လုပ်မှလဲတော့မသိဘူးပေါ့နော်ဒါတော့ကျွန်တော်ကတော့ဘယ်လိုဖြစ်သူရဲ့သဘောတဘာဝအတိုင်းဒီတိုင်းပဲထားတာလားတော့မသိဘူးပေါ့ဗျာโอเคဒါအသက်လမ်းဖြစ်ပါတယ်နော်အသက်လမ်းချင်းလေးဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကြည့်အရာဟိုဘက်အမြင့်ကြောက်တက်တဲ့လူစင်တော့လက်မကြည့်တာကောင်းတာဖြစ်ပါတယ်ဘာလဲဆိုဟိုအောက်ထိကြောက်လို့မြင်ရတာဖြစ်တယ်အရာ excited ဖြစ်တယ်အဲတော့ကျွန်တော်ကမကြည့်ဘူးဒီတိုင်းပဲရိုက်ထားလိုက်ပြန်ရပြဖို့ပေါ့နော်ဘာလဲဆိုလမ်းကကျွန်တော်တို့ပြောမယ်ဆိုရင်ဒီကားသွားရကျွန်တော်အနေနဲ့ဆိုမောင်းရဲဘူးဗျာဒါပေမဲ့သူတို့ကကျွမ်းတယ်ပေါ့နော်ဒီကားဆရာပြောပြချက်ရဆိုသူတို့ခဏဘိန်းပေါက်တယ်ပေါ့နော်ဘိန်းပေါက်အရန်တိုင်ပတ်တာဖြစ်ပါတယ်ဘာဖြစ်လဲဆိုတော့ကားလဲဖို့အဆင်မပြေဘူးပြီးတော့ဒီနေရာကဟိုတလမ်းမောင်းဖြစ်ပါတယ်နော်တလမ်းမောင်းဆိုရင်ကျွန်တော်ပြောတဲ့မျိုးအပေါ်တက်လိုက်လို့နော်အစင်းကားနဲ့တွေ့တိုင်းတော့ဒါပြဿနာကြီးတွေ့နိုင်တာဖြစ်ပါတယ်ဘလို့မှလုံးလို့ရမှာမဟုတ်ဘူးဟိုဖွဲ့လည်းနောက်ဆုတ်လို့ရမှာမဟုတ်အပေါ်တစ်ဖွဲ့လည်းနောက်ပြန်ဆုတ်လို့မရတယ်လို့အောက်တစ်ဖွဲ့လည်းနောက်ပြန်ဆုတ်လို့မရဘလန်းလည်းရန်တာမှတယ်အကွေ့လည်းအကြီးနှစ်ခုရှိတာဖြစ်ပါတယ်ဒါကကားဆရာပြောတာကဒီကလောခီးသွားမယ်ဒါကမဖြစ်သွားတင်းတဲ့နေရာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကသွားတာဖြစ်ပါတယ်ဗောနော်ဒါကျွန်တော်
တငယ်ချင်းတွေသားသမီးတွေဖြစ်ပါတယ်တို့တော့မကြောက်ဘူးကျွန်တော်အမြင့်ကြောက်တယ်ဆိုတော့မကြည့်ရဘူးပေါ့နော်โอเคဝါတီစီစဉ်ရောက်ပါပြီဒါကျွန်တော်တို့ကလောကနေပြန်လာမှမြင်းမချီကူတွားတဲ့အချိန်ဖြစ်ပါတယ်မြင်းမချီကူအထဲမတွားခင်မှာကျွန်တော်ကနေ့လယ်စာ2နာရီလောက်မှစားရတာဖြစ်ပါတယ်အားလုံးလည်းပိုက်စာနေကြပြီဒီထဲမှာဟင်းအစုံပါတယ်ဗျ။ဘာလဲဆိုတော့ပြမယ်နော်ဒီမှာလက်ဖက်တုပ်တွေပါတယ်ဒါက30ထုတ်ယူစနာတယ်နော်ဒီမှာဝယ်ထားတယ်ကျက်ကလာသားဟင်းရင်နှစ်ခွက်ပေါ့နော်ပြီးတော့ကျက်သားဟင်းဝက်သားဟင်းပြီးရင်ကျက်ကြော် CP ကျက်ကြော်ပေါ့နော်ပြီးရင်ကျွန်တော်ချက်လာတဲ့ငရုတ်ဒီဟင်းအားလုံးကတော်တော်များကြိုက်ကြတာပေါ့နော်အထူးသဖြင့်အကိုတယောက်ဆိုကျွန်တော်ပြီးခဲ့တဲ့ကျွန်တော်ချက်တဲ့ပုံစံမျိုးဖြစ်အောင်တော့ကျွန်တော်အများကြီးကောင်းအောင်ချက်ထားတယ်ဆိုတော့အားကြိုက်ကြတယ်ပေါ့နော်ဒီထဲမှာအားလုံးကြိုက်တာကအကုန်လုံးအစားဟာတဲ့တယ်ဘိုက်လက်စာနေဆိုတော့တဲ့တာမတဲ့တာမသိတော့ဒီမှာရေမုံရင်းတုပ်စလားအားလုံးကြိုက်ကြတယ်ပေါ့နော်ဒါကကျွန်တော်ချက်တဲ့ဟင်းနေ့လက်စာလေးကဒီလိုမျိုးလေးစားဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ကကျွန်တော်တို့သတ်မှတ်ထားတဲ့စီးမင်းတစ်ခုရှိကျွန်တော်တို့ဘေသွားဘေခီးပဲသွားပေါ့နော်ကျွန်တော်တို့သမင်းစားတဲ့အရာကြိုင်ခဲတဲ့အမိုက်အကုန်လုံးကျွန်တော်တို့တာဝန်ယူတယ်မထားခဲ့ဘူးပေါ့နော်မပစ်ထုတ်ဘူးပေါ့နော်ပြစ်ထုတ်မယ်ဆိုရင်တော့သူ့နေရာနဲ့သူမပြစ်တဲ့နေရာကျွန်တော်ပြစ်တာဖြစ်ပါတယ်ဒီတိုင်းဖြစ်တယ်လို့မထားဘူးပေါ့နော်ကျွန်တော်တို့ရေတခွန်သွားတာဖြစ်တဘဝရေစမ်းချောင်းသွားတာဖြစ်ကျွန်တော်တို့ကအဲ့လိုမျိုးကိုเจ้าပတ်ဝန်းကျင်သူခုထိခိုက်တဲ့အရာမျိုးဆိုဘယ်တော့မှအဖြစ်မခံဘူးဖြစ်ပါတယ်ဒါကလည်းဒီလိုမျိုးလေ့ကျင့်တာကျင့်ကြံပြီးနေထိုင်နေဆိုရင်ဒါ2014ကတည်းကဖြစ်ပါတယ်ပေါ့နော်အခုစဉ်2026ဆိုတော့ဒီပေါင်းများစွာရှိပါပြီပေါ့နော်ဘယ်နာဖြစ်ကိုစနစ်တကျကိုယ်တိုင်ကောင်းအရင်လုပ်တယ်ပေါ့နော်အဲ့ဒါမှပဲကျွန်တော်တို့အဆင်ပြေမှာဖြစ်တဲ့ကြောင့်ကဘာရဲပို့ပြီးလာပါမှာဖြစ်တဲ့ကြောင့်အမိုက်ကအစားကျွန်တော်တို့ကထိန်းပြီးပြစ်တယ်အမမပြရတဲ့နေဆိုလုံးဝမပြစ်ဘူးဒီမျိုးကျွတ်ဒီလဲကျွန်တော်တို့စားပြီးတော့လုံးဝအကုန်လုံးပြောင်းတလင်းရှင်းဖြစ်အောင်ဒီမျိုးနေနိုင်သွားတယ်ဆိုကိုယ်လည်းကုံယူတယ်ကိုနိုင်ဒီမျိုးလို့တလို့တခြားလူလည်းဒီမျိုးအတိတရားလေးရှိရင်အရန်ကောင်းမှာပဲပေါ့နော်ဘာဖြစ်လဲဆိုတွေးလိုက်တဲ့နေရာတိုင်းအမိုက်ပြစ်ကြတယ်တရပြစ်လို့လက်တရလိုက်ပြစ်တဲ့အရာမျိုးစားဒါကမကောင်းဘူးဖြစ်ပါတယ်တို့ကဒီလိုမျိုးလုပ်ပြလိုက်ရှင်တချို့လူကတော့ဒါအပိုလုပ်တာပဲလို့ထင်ကောင်းထင်နိုင်တယ်ဒါမဲ့ဒါကအပိုမဟုတ်ပါဘူးလူတယောက်ရဲ့နိုင်ငံတနိုင်ငံမှာတိုးတက်တယ်မတိုးတက်ဘူးဆိုတာဒီလိုမျိုးတိတိလေးအစားကျွန်တော်တို့ဒီဆိုင်ဖို့လိုအပ်တာဖြစ်ပါတယ်အဲ့ဒါမှပဲကျွန်တော်တို့နောင်သားသမီးတွေအတွက်လည်းကျွန်တော်တို့ကတင်ပေးနိုင်မှာဖြစ်ပါတယ်ပေါ့နော်လမ်းပြပေးနိုင်မှာဖြစ်ပါတယ်ပေါ့နော်အမိုက်မပြစ်ပါနဲ့ဆိုတာကလက်လွတ်စပယ်ပြစ်တဲ့အမေကအဖေမေကလိုက်ပြစ်မယ်ဆိုရင်သားသမီးကအော်တိုမက်တစ်လိုက်ပြစ်မှာပဲဒါကပြစ်လို့ရတယ်ဆိုတဲ့သဘောမိဘတွေက mindset ရိုက်သွင်းထားတဲ့အတွက်ကြောင့်သားသမီးလည်းပြစ်ဖို့ကတော့ဝင်လေးမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့အနေနဲ့ကျွန်တော်အဲ့လိုမျိုးမပြစ်ပါဘူးပေါ့နော်အရန်ကောင်းတဲ့လေ့ကျင့်တစ်ခုဖြစ်ပါတယ်ပေါ့နော်ဒါအပြန်ပေါ့နော်အပြန်ဘဝတန်တရားတရားကိုတော်ပြဝင်လေခဲ့တာဖြစ်ပါတယ်ပေါ့ရထားလားဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်တစ်ရက်ကျရင်ကျွန်တော်တို့ပြန်တွေ့မယ်ဗျ